မင်္ဂလာပါရှင်ဒီနေ့တော့ကျမတို့ပကံရဲ့အထွတ်အမြတ်ဖြစ်တဲ့ရွှေစည်းကုံစီရီတော်ကြီးစီကိုရောက်နေတာပါမနက်ခင်းမြူနေနေကြမှာပကံရဲ့အလှကတကယ်ကိုပကြီးကားတစ်ချက်လိုပါပဲဒီစီရီတော်ကြီးရဲ့သမိုင်းကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းနေရှင်အနော်ရထားမင်းကြီးကတီဟိုကျွန်းကတင့်ဆောင်လာတဲ့မြတ်စွာဘုရားရဲ့ဆွေတော်မြတ်ကိုစင်ဖြူတော်ပေါ်တင်ပြီးအဋိဌံပြုလုပ်လိုက်တာပါအဲ့ဒီစင်ဖြူတော်ဝတ်တဲ့နေရာဖြစ်တဲ့တဲစည်းကုံဆိုတဲ့နေရာမှာပဲစီရီတော်ကိုစတင်တည်ခဲ့တာမို့လို့ရွှေစည်းကုံလို့အမည်တွင်ခဲ့တာပေါ့ဒီစီရီတော်ကြီးကမင်းနှစ်ဆက်တည်ခဲ့ရတာပါအနော်ရထားမင်းကြီးလက်ထက်မှာပြစ်စရာ3ဆင့်အထိပဲပြီးစီးခဲ့ပြီးကျန်စစ်သားမင်းကြီးလက်ထက်ကျမှအခုလိုမျိုးခံညားထဲဝါတဲ့ရွှေစီရီတော်ကြီးဖြစ်အပြီးတက်နိုင်နေတာပါစီရီတော်ရဲ့ပတ်ပတ်လည်မှာလေပကံခိတ်ကစင့်စိန်တော့ရုပ်ကြွအုပ်ချက်လေးတွေနဲ့ဇက်တော်တွေကိုအနုစိတ်ဖော်ပြထားတာကိုတွေ့နိုင်ပါတယ်ရှင်နောက်ပြီးရွှေစည်းကုံရဲ့အံ့ဘွယ်ကိုးပါးတွေကတစ်ခုဖြစ်တဲ့ကြောက်ခွက်ငယ်တွေကရေထဲမှာစီရီတော်ရဲ့အရေးကိုကြည်ကြည်လင်းလင်းဖူးမြော်နိုင်တာကလည်းရင်သက်ရှုမောစရာပါပဲပကံရောက်ရင်ဒါလေးကိုတော့မဖြစ်မနေလိုက်ရှာကြည့်ဖို့ပြောချင်ပါတယ်နော်ကဲဖျားဖူးပြီးရင်တော့မကြီးပင်ရိပ်အောက်ကအညာတဲလေးတွေမှာရိုးရာမုံလေးတွေမြည်ဆက်ဖို့မမေ့ပါနဲ့ဦးနော်အညာမြေရဲ့အမွှေးအသက်နဲ့ဇီရီတော်ကြီးရဲ့ဖုံးတကိုးတွေကလူကိုတကယ့်ကိုကြည်နူးစေမှာပါနောက်ထပ် vlog လေးတွေမှာပြန်တွေ့ကြမယ်နော်တတာ